င်လယ်ထဲမှာလာနဲ့ရှိအောင်တွာလာနေကြတဲ့သင်္ဘောကြီးတွေပေါ်မှာတောက်သုံးရဖြစ်တဲ့ရေချိုကိုဘယ်ကနေရတာလဲစိတ်ကမ်းတွေကနေတင်လာတာလားစသဖြင့်စဉ်းစားဘူးကြလိမ့်မယ်လို့ထင်ပါတယ်။ပို့ရင်1800 1900ခုနှစ်ဝန်းကျင်ကသင်္ဘောကြီးတွေမှာတော့သင်္ဘောတွေပေါ်မှာရှိတဲ့ရေလောင်ကန်တွေပေါ်မှာစိတ်ကမ်းကနေပြီးတော့ရေကိုတင်လာပြီးတော့ပင်လယ်ထဲမှာတွာလာကြတယ်ပေါ့နော်။စိတ်ကမ်းတစ်ခုခုကိုအကြောင်းကြောင့်မကတ်နိုင်သေးတာမျိုးပင်လယ်ထဲမှာကြမ်းကြမ်းနေတဲ့အခါမျိုးမှာဆိုရင်တော့ဒီတောက်သုံးရေကအခက်ခဲရှိလာတယ်ပြီးတော့အဲ့ဒီရေလောင်ကန်ကြီးကြီးတွေကသင်္ဘောပေါ်မှာနေရာယူထားတဲ့အတွက်ကုန်းတွေကိုစိတ်ကြိုက်တင်လို့မရတော့ဘူးကုန်းတွေကိုရှော့ပြီးတင်ရတယ်စီးပွားရေးကလည်းတိတ်တွက်ရှင်မကိုက်ဘူးဒါကြောင့်မို့လို့ဒီ1950 60ခုနှစ်ဝန်းကျင်တွေကစပြီးတော့သင်္ဘောကြီးတွေပေါ်မှာပင်လယ်ရေငံကနေပြီးတော့ရေချိုကိုချက်ပေးတဲ့ fresh water generator လို့ခေါ်တဲ့ရေချက်စက်ကိုမပါမဖြစ်တက်ဆင်လာကြပါတယ်ဒါကတော့ဒီကျွန်တော်တို့ရဲ့သင်္ဘောပေါ်က fresh water generator ရေချက်စက်ပါဒီကနေ့ဗီဒီယိုမှာတော့ဒီရေချက်ဆက်ကဘယ်လိုအလုပ်လုပ်လဲဆိုတော့အခြေခံသဘောတရားကိုဗဟုသုတအနေနဲ့ပြောပြပေးသွားပါမယ်။တစ်ပိုင်းက evaporator ပင်လယ်ရေတွေကိုအပူပေးပြီးတော့အငွေ့ပြန်အောင်လုပ်ပေးမဲ့အကောင်။နောက်တစ်ပိုင်းကကြတော့ condenser အဲ့ဒီအငွေ့ပြန်လာတဲ့ရေငွေ့တွေကိုရေပြန်ဖြစ်အောင်အေးခံပေးမဲ့အပိုင်းပေါ့။ဒီ evaporator ရဲ့အထဲကိုဒီအောက်ကပိုက်ကနေပြီးတော့ပင်လယ်ရေတွေဝင်လာပါတယ်။အဲ့ဒီဝင်လာတဲ့ရေတွေကိုအငွေ့ပြန်အောင်လုပ်ဖို့အတွက်အပူလိုအပ်ပါတယ်။အဲ့ဒီအပူကိုဘယ်ကနေရလဲဆိုတော့တို့ဒီသင်္ဘောကြီးကိုမောင်းတဲ့မင်းအင်ဂျင်ရှိပါတယ်အဲ့ဒီမင်းအင်ဂျင်ကိုအေးခံထားတဲ့ကူလင်းဝါတာရှိရယ်မင်းအင်ဂျင်ကိုအေးခံပြီးတော့ထွက်လာတဲ့ရေတွေကပူနေပြီပေါ့နော်အဲ့ဒီပူတဲ့ရေတွေကိုဒီ evaporator တဲကိုကျွန်တော်တို့ကဒါဖြတ်ခိုင်းလိုက်တယ် evaporator တဲကိုဝင်ပြီးတော့ဒါပြန်ပြီးတော့ထွက်ခိုင်းလိုက်တယ်ဒါတူအောင်ပိုက်လိုင်းနှစ်ခုကအဲ့ဒီအောက်ကဝင်တယ်ဒါအပေါ်ကရေပြန်ထွက်တဲ့ပိုက်လိုင်းပါဒီထဲမှာရှိနေတဲ့ပင်လယ်ရေတွေကအဲ့ဒီမင်းအင်ဂျင်ကလာတဲ့ရေတွေရဲ့အပူကြောင့်ပဲအငွေ့ပြန်သွားပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်အဲ့ဒီမင်းညာလာတဲ့ရေရဲ့အပူချိန်က80နဲ့80ဝန်းကျင်လောက်မှာပဲရှိပါတယ်ရေဆူဖို့လိုအပ်တဲ့အပူချိန်က100 degree Celsius ပေါ့နော်ဒီမှာကျတော့အဲ့ဒီ80 degree Celsius လောက်မှာပဲရေကိုအငွေ့ပြန်အောင်လုပ်ထားတယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်ထားတာလဲကျွန်တော်တို့10တန်းတုန်းကသင်ခဲ့တဲ့သဘောတရားလေးတစ်ခုကိုပြန်ပြီးတော့သွားရအောင်ပါတောင်တစ်ခုရဲ့အောက်ရှင်မှာရေနွေးအိုးတင်မယ်ပြီးတော့တောင်ထိပ်မှာရေနေအိုးတိုးတင်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီတောင်မှာရှိတဲ့ရေဒီစူဖို့အငွေ့ပြန်ဖို့လိုအပ်တဲ့အပူချိန်ကတောင်ပေါ်မှာရှိတဲ့ရေအငွေ့ပြန်ဖို့စူလာဖို့အတွက်လိုအပ်တဲ့အပူချိန်ထက်ပိုပြီးတော့များပါတယ်။ဘာကြောင့်လဲဆိုတော့တောင်အောက်ချိန်မှာလေထုဖိအားပိုများလို့ပါ။တောင်ပေါ်မှာကျတော့လေထုဖိအားတိတ်မရှိဘူး။အဲ့ဒီခါကျတော့ဒီလေထုဖိအားတိတ်မရှိတဲ့အတွက်လေကနေအများကြီးဖိမထားတဲ့အတွက်အပူချိန်နည်းနည်းနဲ့ပဲရေကအငွေ့ပြန်နိုင်သွားပါတယ်။အဲ့ဒီသဘောတရားအတိုင်းပဲကျွန်တော်တို့ဒီ evaporator ကိုလည်းလေထုဖိအားကိုနည်းအောင်လုပ်ထားပါတယ်ဘယ်လိုနည်းအောင်လုပ်ထားလဲဆိုတော့သူ့ထဲထဲမှာရှိတဲ့လေတွေကိုကျွန်တော်တို့ကဒါပန့်တစ်ခုနဲ့ဆွဲထုတ်ထားတယ်အဲ့ဒီခါကျတော့ဒီထဲထဲမှာနေရာပြင်ပြောရရင် pressure ကလုံးဝမရှိဘူး vacuum ဒီလေဟာနယ်အောင်ဖြစ်နေသေးရပေါ့နော်အဲ့ဒီခါကျတော့ဒီအပူချိန်60 80ပေါ့နော်အဲ့ဒီဝန်းကျင်လောက်မှာပဲဒီရေကအငွေ့ပြန်နိုင်သွားပါတယ် evaporator ဘိုင်းကိုပြောတာပြီးသွားပြီဆိုတော့ condenser ဘိုင်းကိုဆက်ပြောပါမယ်ဒါ condenser ကတော့ရှင်းပါတယ် evaporator ကနေပြီးတော့ငွေ့ပြန်အောင်လုပ်လိုက်တဲ့ရေငွေ့တွေကိုသူကရေပြန်ဖြစ်အောင်အေးခံမယ်ပေါ့ evaporator နဲ့ condenser ကြားထဲမှာ deflector လို့ခေါ်တဲ့အပြားကြီးတစ်ပြားခံထားတယ်ပေါ့နော်စကောဝိုင်းလိုမျိုးအဲ့ဒီ deflector ခံထားတဲ့အတွက်စားပါတဲ့ရေမုံရေမားလေးတွေကအပေါ်မတက်နိုင်တော့ဘူးရေငွေ့စစ်စစ်တွေကပဲဒီသူ့ရဲ့အဲ့ဒီ deflector ရဲ့ဘေးပတ်လေကနေပြီးတော့ condenser ထဲကိုအပေါ်တက်သွားတယ်အဲ့ဒီရေငွေ့တွေက condenser ထဲမှာရေပြန်ဖြစ်သွားပါတယ်ဒီ condenser ထဲမှာအေးခံပြီးတော့ရလာတဲ့ရေချိုတွေကိုဒီ pipe ကနေပြီးတော့ဒီပန့်နဲ့နေပြီးတော့ကျွန်တော်တို့လိုတဲ့နေရာတွေစီကိုပို့တာပေါ့နော်ကျွန်တော်ရေတိုးလောင်မဲ့တန့်တွေစီကိုပို့ပါတယ်ဒီပန့်ရဲ့အထွက်လိုင်းမှာရေထဲမှာစားဘယ်လောက်ပါလဲဆိုတာကိုတိုင်းမဲ့ဒီ salinity indicator ကိုထည့်ပေးထားပါတယ်အဲ့ဒီစားပတ်ဝင်မှုနှုန်းများနေခင်သူကရေတွေကိုဒီဘက်ကိုပေးမသွားတော့ပဲねအဲ့ဒီရေတွေကဒီကနေပြီးတော့ဒီတက်နယ်ကိုပြန်ပြီးတော့ဝင်သွားပါတယ်အဲ့လိုမျိုးဖြစ်အောင်လုပ်ထားပါတယ် fresh water generator ရဲ့အသာချက်တစ်ခုကဘာလဲဆိုတော့မင်းအင်ဂျင်ကိုအေးခံပြီးတော့ပြန်လာတဲ့ရေတွေကိုပဲတုံးထားတဲ့အတွက်တခြားအပူပေးစရာရေနွေးငွေ့တုံးတာတို့လျှက်စစ်နီးနဲ့အပူပေးတာတို့လုံးစရာမလိုတော့ဘူး waste heat recovery လို့ခေါ်တာပေါ့နော်စွန့်ပစ်နဲ့အပူကိုပဲပြန်ပြီးတော့တုံးလိုက်တဲ့အတွက်မင်းအင်ဂျင်အတွက်လည်းအေးခံရရောက်သွားတယ်ဒီကောင်အတွက်လည်းအပူရသွားတယ်ဒီမင်းအင်ဂျင်နဲ့ fresh water generator နဲ့ဦးနှစ်ဖက်ကျိုးရှိတာပေါ့ win-win situation လို့ပြောလို့ရတာပေါ့ဒီဗီဒီယိုကဒီဆက်ရဲ့အခြေခံလုံးလုံးပုံအကြောင်းကိုဘုဟုတုရအနေနဲ့လောက်ပဲပြောပြတာဖြစ်တဲ့အတွက်marine engineer တွေအမြင်ပညာရှင်တွေအမြင်နဲ့ကြည့်ရင်တော့ကြံခဲ့တဲ့အပိုင်းတွေအများကြီးရှိမှာပါဒါပေမဲ့အခြေခံသဘောတရားလောက်ကိုတော့နားလည်သွားကြနိုင်မယ်လို့မျှော်လင့်ပါတယ်ဒါတော့ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခဏလေးဒါကတော့ဘာမှမဟုတ်ပါဘူးကျွန်တော်ရဲ့တန်ဖိုးကဒီတိုင်းကတ်ထားတာ